ကျွန်တော်တို့လူသားမျိုးနွယ်တွေရဲ့တမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်နေမြေချဲ့ထွင်စိုးမိုးလိုမှုအာဏာတည်ဆောက်မှုနဲ့ယဉ်ကျေးမှုပြန်ပွားမှုတို့မှာအစဉ်အမြဲဒွန်တွဲနေတာကိုတွေ့ရမှာပါရှေးခေတ်ကနေယခုခေတ်အထိခေါင်းဆောင်ပေါင်းများစွာကသူတို့ရဲ့ဘုံလက်ယုံကိုတုံးချပြီးသမုဒ္ဒရာတွေကိုဖျက်ကျော်တောင်တန်းတွေကိုကျော်လွှားပြီးတော့အမခန်းစရာအင်ပါယာကြီးတွေကိုတည်ဆောက်ခဲ့ကြပါတယ်ဒီအင်ပါယာကြီးတွေကကမ္ဘာတမိုင်းရဲ့လမ်းကြောင်းကိုပြောင်းလဲစေခဲ့တယ်လို့ယနေ့ခေတ်ကမ္ဘာလူဦးရေနဲ့ဘာသာစကားအခြေအနေများပေါ်မှာလည်းများစွာလွှမ်းမိုးခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့နယ်မြေကျယ်ဝန်းအရကမ္ဘာတမိုင်းမှာအကြီးမားဆုံးအုပ်ချုပ်စိုးမိုးနိုင်ခဲ့တဲ့အင်ပါယာကြီး10ခုအကြောင်းကိုသူတို့ရဲ့အောင်မြင်ဆုံးကာလအကျယ်ဝန်းတွေထင်ရှားတဲ့ခေါင်းဆောင်တွေအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်နံပါတ်10ပေါ်တူဂီအင်ပါယာပေါ်တူဂီအင်ပါယာဟာကမ္ဘာတမိုင်းရဲ့ပထမဆုံးတော့ကမ္ဘာလုံးဆိုင်ရာအင်ပါယာတစ်ခုဖြစ်ပါတယ်1815ခုနှစ်ဝန်းကျင်သူတို့ရဲ့အောင်မြင်ဆုံးကာလမှာဆိုရင်စတိုရန်ကီလိုမီတာ10.4 တန်းခန့်အထိကျယ်ပြန့်ခဲ့ပါတယ်ပေါ်တူဂီတွေဟာပင်လယ်ရေကြောင်းအတတ်ပညာမှာလွန်ကျွမ်းကျင်ကြပြီးတော့ဘရာဇီးနိုင်ငံကနေအာဖရိကကမ်းရိုးတန်းတွေအထိအိန္ဒိယမှာရှိတဲ့ဂိုအာနဲ့အရှေ့တောင်အာရှကမလကာအထိနယ်မြေတွေကိုစိုးမိုးနိုင်ခဲ့ကြပါတယ်သူတို့ရဲ့အုပ်ချုပ်မှုကရာစုနှစ်ပေါင်း6ခုနီးပါးကြာမြင့်ခဲ့ပြီးတော့ဒါဟာတမိုင်းမှာတတန်းအရှိဆုံးကိုလိုနီအင်ပါယာတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်နံပါတ်9ရွှမ်မင်းဆက်နံပါတ်9နေရာမှာရှိနေတာကတော့1282ခုနှစ်ကနေ1368ခုနှစ်အထိတရုတ်ပြည်ကိုအုပ်စိုးခဲ့တဲ့ရွှမ်မင်းဆက်ဖြစ်ပါတယ်မွန်ဂိုကောင်းဆောင်ကိုပလိုင်ခန်းဟာတရုတ်တပြည်လုံးကိုတိမ့်ပတ်ပြီးတော့ဒီမင်းဆက်ကိုပြီးထောင်ခဲ့တာဖြစ်ပါတယ်သူတို့ရဲ့အောင်မြင်ဆုံးကာလမှာဆိုရင်စတိုရန်ကီလိုမီတာ17တန်းခန့်အထိကျယ်ပြန့်ခဲ့ပြီးယနေ့ခေတ်တရုတ်နိုင်ငံမွန်ဂိုလီးယားနဲ့ကိုရီးယားကျွန်းဆွယ်အစိပ်ပိုင်းတွေကိုပိုင်ဆိုင်ခဲ့ပါတယ်ရွှမ်မင်းဆက်ဟာတရုတ်ယဉ်ကျေးမှုနဲ့မွန်ဂိုတို့ရဲ့စီးရေးစွမ်းရည်ကိုပေါင်းစည်းထားတဲ့အင်ပါယာကြီးတစ်ခုဖြစ်ပါတယ်နံပါတ်10ဥမီယန်ကယ်လီဖိတ် AD 900စုနဲ့800စုကြားမှာထွန်းကားခဲ့တဲ့ဒီဥမီယန်အင်ပါယာဟာအစ္စလာမ်တမိုင်းမှာဆိုရင်ဒုတိယမြောက်ကယ်လီဖိတ်အုပ်ချုပ်ရေးဖြစ်ပါတယ်သူတို့ဟာစတိုရန်ကီလိုမီတာ17.1 တန်းအထိနယ်မြေချဲ့ထွင်နိုင်ခဲ့ပါတယ်နောက်ထပ်မှာစပိန်နဲ့ပေါ်တူဂီတခုအိုင်ဘီရီယန်ကျွန်းဆွယ်ကနေအရှေ့ဘက်မှာအိန္ဒိယနယ်စပ်အထိမြောက်အာဖရိကနဲ့အရှေ့လေပိုင်းတစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ဒါဟာအဲ့ဒီခေတ်ကကမ္ဘာလူဦးရေရဲ့29%ကိုအုပ်ချုပ်နိုင်ခဲ့တာဖြစ်ပါတယ်နံပါတ်9 Abbasid Caliphate ဥမီယတို့နောက်မှာတက်လာတဲ့ဒီ Abbasid အင်ပါယာကလည်းအကျယ်ဝန်းအားဖြင့်စတိုရန်ကီလိုမီတာ17.1 တန်းခန့်အထိရှိခဲ့ပါတယ်သူတို့ရဲ့မြို့တော်ကိုဘဂဒက်မှာအခြေစိုက်ပြီးတော့ AD 800စုကနေ1300စုနှစ်အထိတည်ရှိခဲ့ကြပါတယ်ဒီကာလကိုအစ္စလာမ်ရဲ့ရွှေခေတ်လို့ခေါ်ဆိုခဲ့ကြပြီးတော့သူတို့ခေတ်မှာဆိုရင်သိပ္ပံတက္ကနိကနဲ့နည်းပညာတွေလွန်တိုးတက်ခဲ့ပါတယ်သူတို့ရဲ့အာဏာဟာအတ္တလန္တိတ်သမုဒ္ဒရာကနေအရှေ့အလယ်ပိုင်းအထိဖြန့်ကျက်ထားနိုင်ခဲ့ပါတယ်နံပါတ်6ပြင်သစ်ဒုတိယကိုလိုနီအင်ပါယာ1920ဝန်းကျင်မှာပြင်သစ်အင်ပါယာဟာသူတို့ရဲ့အကြီးမားဆုံးအခြေအနေကိုရောက်ရှိခဲ့ပါတယ်သူတို့ရဲ့အောင်မြင်ဆုံးကာလမှာဆိုရင်စတိုရန်ကီလိုမီတာ17.5 တန်းခန့်ကိုပိုင်ဆိုင်ခဲ့ပြီးတော့ဒါဟာကမ္ဘာမြေမျက်နှာပြင်ရဲ့8.6% ခန့်ရှိပါတယ်ပြင်သစ်တို့ဟာအာဖရိကတိုက်ရဲ့အနောက်ပိုင်းနဲ့မြောက်ပိုင်းဒေသအတော်များများကိုကိုလိုနီပြုခဲ့ကြတယ်လို့အရှေ့တောင်အာရှကအင်ဒိုချိုင်းနာဒေသတွေနဲ့ပစိဖိတ်ကျွန်းစုတွေကိုလည်းစိုးမိုးနိုင်ခဲ့ကြပါတယ်ပြင်သစ်စကားနဲ့ဒီယဉ်ကျေးမှုဟာဒီအင်ပါယာကြီးကြောင့်ပဲကမ္ဘာတဝန်းပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်နံပါတ်5စပိန်အင်ပါယာစပိန်အင်ပါယာဟာ15ရာစုနှောင်းပိုင်းခရစ္စတိုဘာကိုလမ်ဘတ်ရဲ့ခီးစဉ်တွေကနေစပြုခဲ့တာဖြစ်ပါတယ်
ဒီလိုနဲ့ဆက်စစ်ရာစုမှာတော့စတူဒန်ကီလိုမီတာ73.9 တန်းအထိကျယ်ပြန့်လာခဲ့ပါတယ်သူတို့ကမြောက်အမေရိကရဲ့အစိပ်ပိုင်းတွေတောင်အမေရိကတိုင်းလုံးနီးပါးနဲ့ဖိလစ်ပိုင်ကျွန်းစုတွေကိုအုပ်ချုပ်နိုင်ခဲ့ကြပါတယ်စပိန်တို့ကကမ္ဘာပထမဆုံးတော့နေမဝင်အင်ပါယာဖြစ်သတ်မှတ်ခံခဲ့ရပြီးတော့ဒီကနေ့ကျွန်တော်တို့ကမ္ဘာပေါ်မှာစပိန်စကားပြောဆိုသူအများအများရှိနေခြင်းကဒီအင်ပါယာရဲ့အမွေအနှစ်ပဲဖြစ်ပါတယ်နံပါတ်၄ကျိန်းမင်းဆက်တရုတ်အင်ပါယာတရုတ်နိုင်ငံရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ကျိန်းမင်းဆက်ဒီနေ့အဖြစ်မန်ချူမင်းဆက်ဟာ1990ခုနှစ်ဝန်းကျင်မှာစတူဒန်ကီလိုမီတာ14.9 တန်းအထိပိုင်ဆိုင်ခဲ့ပါတယ်မန်ချူရီးယားကနေဆင်းသက်လာတဲ့ဒီမင်းဆက်ဟာတရုတ်ပြည်မကြီးအပြင်တိဘက်မွန်ဂိုလီးယားနဲ့ထိုင်ဝမ်တို့ကိုပါအောင်မြင်စွာသိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့ကြပါတယ်သူတို့ရဲ့စီမံခန့်ခွဲမှုအောက်မှာတရုတ်နိုင်ငံကအလွန်အင်အားကြီးမားခဲ့ပြီးတော့လူဦးရေကလည်းအဆမတန်လိုပွားလာခဲ့ပါတယ်တပတ်တော့ရုရှားအင်ပါယာရုရှားအင်ပါယာဟာ1922ခုနှစ်ကနေ1918ခုနှစ်အထိတည်ရှိခဲ့ပြီးတော့1895ခုနှစ်မှာအကြီးမားဆုံးသောအကျယ်ဝန်းကိုရောက်ရှိလာခဲ့ပါတယ်သူတို့ရဲ့အောင်မြင်ဆုံးကာလမှာဆိုရင်စတူဒန်ကီလိုမီတာ22.8 တန်းအထိရှိခဲ့ပြီးတော့တိုက်ကြီး၃တိုက်စာရှိဖြစ်တဲ့ဥရောပအာရှနဲ့မြောက်အမေရိကဒီအလက်စကာမှာနယ်မြေတွေအထိပိုင်ဆိုင်ခဲ့ပါတယ်အာတိတ်သမုဒ္ဒရာကနေပစိဖိတ်သမုဒ္ဒရာအထိဒီကျယ်ပြန့်တဲ့ဒီအင်ပါယာကကုန်းမြေဆက်ဆက်မှုအရာဒုတိယအကြီးမားဆုံးအင်ပါယာလည်းဖြစ်ခဲ့ပါတယ်နံပါတ်2မွန်ဂိုအင်ပါယာ13ရာစုနဲ့14ရာစုကြားမှာပေါ်ထွန်းခဲ့တဲ့မွန်ဂိုအင်ပါယာဟာတမိုင်းမှာအံ့ဩစရာအကောင်းဆုံးဖြစ်ပါတယ်အားလုံးတိကျတဲ့ဂျင်ဂျစ်ခံကနေစတင်ခဲ့တဲ့ဒီအင်ပါယာဟာစတူဒန်ကီလိုမီတာ24 တန်းအထိကျယ်ပြန့်ခဲ့ပါတယ်ဒါဟာကမ္ဘာကုန်းမြေအကျယ်ဝန်းရဲ့16 ရာခိုင်နှုန်းကျော်ရှိပါတယ်မွန်ဂိုတို့ဟာဆိုရင်အရှေ့ဘက်ကိုရီးယားကနေအနောက်ဘက်ပိုလန်အထိမြောက်ဘက်ဆိုက်ဘေးရီးယားကနေတောင်ဘက်ဗီယက်နမ်အထိမြင်းစည်းစစ်တယ်တွေနဲ့တိမ်ပတ်ခဲ့ကြတာဖြစ်ပါတယ်ကုန်းမြေတစ်ခုတည်းဆက်ဆက်နေတဲ့အင်ပါယာတွေထဲမှာတော့ဒီမွန်ဂိုအင်ပါယာကအကြီးမားဆုံးဖြစ်ပါတယ်နံပါတ်1ဗြိတိရှအင်ပါယာနောက်ဆုံးမှာတော့ကမ္ဘာသမိုင်းမှာအကြီးမားဆုံးအင်ပါယာကြီးကတော့ဗြိတိရှအင်ပါယာပဲဖြစ်ပါတယ်1920ပြည့်နှစ်တွေမှာစတူဒန်ကီလိုမီတာ35.5 တန်းအထိစံချိန်တင်ကျယ်ပြန့်ခဲ့ပါတယ်ဒါဟာကမ္ဘာမြေမျက်နှာပြင်ရဲ့၄ ပုံတစ်ပုံ23.8 ရာခိုင်နှုန်းနီးပါးကိုစိုးမိုးထားနိုင်ခဲ့တာပါသူတို့ရဲ့နေမဝင်အင်ပါယာလို့အမည်ပေးရခြင်းကတော့ဗြိတိရှတို့ရဲ့နေမြေတွေကကမ္ဘာနေရာအနှံ့ပြားမှာရှိနေတာကြောင့်ဘယ်ချိန်မဆိုသူတို့ရဲ့နေမြေတစ်ခုခုမှာနေတာကြောင့်ဖြစ်ပါတယ်အိန္ဒိယကနေဒါဩစတြေးလျအာဖရိကအစိပ်ပိုင်းများစွာနဲ့အရှေ့တောင်အာရှဒေသအများစုကဗြိတိရှတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိခဲ့ပါတယ်အခုပြောပြခဲ့တဲ့အင်ပါယာကြီး10ခုကိုကြည့်မယ်ဆိုရင်နယ်မြေချဲ့ထွင်မှုတွေကလူသားတွေရဲ့တမိုင်းကြောင်းမှာအောင်မြင်မှုပြိပခနဲ့ကြီးကျယ်ခမ်းနားမှုတွေကိုဘယ်လိုဖန်တီးခဲ့တယ်ဆိုတာကိုသိမြင်နိုင်ပါတယ်အင်ပါယာများစုကစီးရဲအင်အားကုန်သွယ်ရေးနဲ့ဤပညာတိုးတက်မှုတွေပေါ်အခြေခံပြီးတော့တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်သူတို့ရဲ့ခေတ်ကာလအသီးသီးမှာဆိုရင်ကမ္ဘာနိုင်ငံရေးစီးပွားရေးနဲ့ယဉ်ကျေးမှုတွေကိုများစွာပြောင်းလဲစေခဲ့ပြီးတော့ယနေ့ခေတ်တွေ့နေရတဲ့ကမ္ဘာမြေပုံဖြစ်တည်လာမှုပေါ်မှာလည်းများစွာအကျိုးသက်ရောက်မှုရှိပါတယ်ဒီလိုအင်ပါယာကြီးတွေပြိုကွဲပျက်စီးသွားကြပေမဲ့သူတို့ခြံထားခဲ့တဲ့ဘာသာစကားဥပဒေစနစ်နဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကယခုထက်ထိတိုင်ကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းတွေမှာဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်အခုလိုတမိုင်းကြောင်းဗီဒီယိုတွေကိုနားထောင်ရတာသဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့အောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပဲတွေ့လိုက်အောင်